မင်္ဂလာပါရှင်။ Auto Dynamic ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ CNG ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ဟိုရင်ကလောင်စာဆီအသုံးပြုမှုကိုရှော့ချနိုင်ဖို့အတွက်နဲ့ CNG လို့ခေါ်တဲ့ Compact Neutral Gas နဲ့မော်တော်ယာဉ်တွေကိုရွှေ့လျားသွားလာနေဆိုတာသိရှိခဲ့ပါတယ်။ဒါကြောင့် CNG ကို1990နဲ့1980ပြည့်နှစ်တွေကလောင်စာဆီအခက်အခဲပေါ်ပေါက်ခဲ့စဉ်ကနိုင်ငံတော်တော်များများမှာ CNG လောင်စာစွမ်းအင်ကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့လောင်စာဆီဈေးနှုန်းတွေပြန်လည်ကျဆင်းပြီးနောက်မှာတော့အသုံးပြုမှုကပြန်လည်လျော့ကျသွားခဲ့ပါတယ်။အခုတော့လောင်စာဆီအခက်အခဲကြောင့်ဓာတ်ငွေ့လောင်စာအသုံးပြုမှုကိုနိုင်ငံအများစုကပြန်လည်အာရုံစိုက်လာကြပါပြီ။ CNG ရဲ့ဓာတုသင်္ကေတက CH4 ဖြစ်ပါတယ်။သူ့ကိုတက်စင်တဲ့တဘာဝဓာတ်ငွေ့မှတစ်ဆင့်ဖိတိတ်ချင်းပြထုတ်လုပ်ကြပြီးလုံခြုံခိုင်ခန့်တဲ့စီတွေထဲထည့်သွင်းသိမ်းဆည်းပြီးအသုံးပြုကြရပါတယ်။ဒီတဘာဝဓာတ်ငွေ့ကိုမြန်မာနိုင်ငံမှာမထတာခေတ်ကခီးတဲ့သွင်းရင်းတွေမှာဆိုရင် CNG တက်စင်ခွင့်လိုင်စင်တစ်စောင်ကိုကျပ်သိန်း50အထိစီးပေါက်ခဲ့ပါတယ်။ YBS တွေပေါ်လာပြီးနောက်ပိုင်းဒီစနစ်ထဲကိုဝင်မဆွဲတဲ့ယာဉ်တွေကို CNG တက်စင်ခွင့်ပိတ်ပင်ထားပြီးဒီလိုင်စင်ရောင်းဝယ်ကလည်းပျောက်ကွယ်လူနေပါဖြစ်နေခဲ့ပါတယ်။ CNG ကိုမော်တော်ကားတွေရွှေ့လန်းနိုင်ဖို့အတွက်နဲ့ဓာတ်ဆီနဲ့ဒီဇယ်ရဲ့နေရာမှာလောင်စာဆီအဖြစ်နဲ့အစားထိုးအသုံးပြုကြတာပါ။ဘာဖြစ်လို့ဒီလိုအသုံးပြုရလဲဆိုရင်တော့အဓိက CNG တွေကဈေးနှုန်းသက်သာတာတွေလေထုညစ်ညမ်းမှုမဖြစ်တာတွေလောင်စာဆီဈေးနှုန်းမြင့်တက်နေရတဲ့အကြောင်းအပြင်အဲကွန်းသုံးရင်လည်းလောင်စာဆီတွေကိုအရင်မကုန်တာကြောင့်အသုံးပြုကြတာပါ။ကမ္ဘာနိုင်ငံကြီးအများစုလက်ခံအသုံးပြုကြတဲ့အဓိကချက်ကတော့ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုမဖြစ်ပေါ်စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ CNG သုံးမော်တော်ယာဉ်တွေကကမ္ဘာတဝန်းမှာအစီးရေတန်းတန်းချီရှိပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဆိုရင်တော့ CNG ကားမှာလူစီးကားက4940စီးခီးရဲ့တင်ကားက9362စီးကုန်တင်ကားဝန်ပေါ်3068စီးကုန်တင်ကားဝန်လေး229စီးအခြားကားက265စီးစုစုပေါင်း CNG ကားက12862စီးရှိနေပါတယ်ညီမဒီနေ့ပြပြပေးသွားတာကတော့ CNG ကားအကြောင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်Auto Dynamic